ဒါကတော့မြန်မာနဲ့ထိုင်းနယ်စပ်ကဆက်လက်ရောင်းတဲ့နေရာလေးပေါ့နော်ဒီမှာဆိုရင်ဆက်လက်မျိုးစုံရှိတယ်လူကျင်တာမှာယူနိုင်ပါနော်ဟိုဘက်ချောင်းလေးချလိုက်ရင်မြန်မာနိုင်ငံရောက်ပြီဒီဘက်ခြံစည်းရိုးလေးဒီဘက်ကဆိုရင်ဒါကထိုင်းနိုင်ငံပေါ့နော်ဒီရိုက်မျိုးဟိုဘက်ကကူးချင်းတဲ့လူတွေလည်းဒီရိုက်မျိုးကူးကြတာပေါ့နော်မြန်မာနဲ့ထိုင်းကိုအဲ့လိုမျိုးဆက်လက်တွေရောင်းတယ်ပေါ့လူကျင်တဲ့လူများရှိရင်လည်းမှာယူနိုင်ပါတယ်နော်မဲဆောက်ကိုရောက်ဖူးတဲ့လူတိုင်းကသိမယ်ပေါ့နော်ဒီမှာကအစုံရှိတယ်ဒါကဆက်လက်တန်းပေါ့နော်ဆက်လက်တန်းဆက်လက်အကုန်ဆုံးပေါ့နော်မြန်မာပစ္စည်းမှန်သမျှအကုန်ရှိတယ်ပေါ့နော်ဒီနေရာလေးမှာဆေးတွေလည်းရှိတယ်အကုန်လိုချင်တဲ့ဟာတွေအကုန်ရနိုင်တယ်ပေါ့နော်ဒီမှာထိုင်းနေဆိုလည်းအများကြီးပဲလာဝယ်တယ်ဒီနေရာလေးကမြန်မာနဲ့ထိုင်းဘယ်လောက်မှမဝေးဘူးပေါ့နော်နီးနီးလေးပါမြန်မာနဲ့ထိုင်းဆိုရင်ခြေတလှမ်းနိုင်တဲ့ဟိုဘက်မြန်မာဒီဘက်ထိုင်းပေါ့လိုချင်တဲ့လူတွေသွားချင်တဲ့လူတွေတည်အောင်လမ်းညွှန်ပေးတာဖြစ်ပါတယ်ဒါဟိုဘက်ခြံစည်းရိုးလေးကြော်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံရောက်သွားပြီဒီဘက်ခြံစည်းရိုးလေးကြော်လိုက်တာနဲ့ကျွန်တော်တို့ကထိုင်းနိုင်ငံရောက်သွားပြီပေါ့နော်ဒါမြန်မာနဲ့ထိုင်းကိုနီးဘယ်လောက်နီးကပ်လဲဆိုတော့နော်ဟိုဘက်ကမြန်မာပြည်လေးကတော့ဝိုင်းအိမ်လေးတွေတစ်အိမ်လေးတွေပေါ့နော်မြန်မာလူမျိုးတွေရဲ့ဘဝကလည်းရန်သားစရာကောင်းတယ်ဒီဘက်နိုင်ငံကဘယ်လောက်တိုးတက်ဟိုဘက်နိုင်ငံကလုံးဝမတိုးတက်သေးပါဘူးကြံခဲ့ပါသေးတယ်နော်အများကြီးစူးစမ်းအောင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကနော်ဒါသွားကျင်တဲ့လူတွေဆိုရင်ဒီမဲဆောက်တရားအောက်ရောက်တာနဲ့အကုန်လုံးကိုမြင်နိုင်ပါတယ်